ရှေ့ခါမှာ11အထိရှေ့ခါမှာ11အထိဆိုတာကအမတို့ဒီမှာခါမှာဒီလိုမျိုးပေတိုးလေးကိုထောက်လိုက်တယ်ထောက်ပြီးတဲ့ခါကျ11အထိဆိုတာဒီပခုံးထိပ်ကိုပြောတာနော်ဒီပခုံးထိပ်ပေါ့ဒီမှာထောက်ထားတယ်နော်ထောက်ထားတဲ့အားနေပြီးတော့ထောက်ထားတာနေပြီးတော့ဒီပခုံးထိပ်ကိုပြောတာဖြစ်တယ်အဲ့ဒါကိုဂုတ်လို့မှတ်လို့ရတယ်နော်ခါမှာဂုတ်ထိရှေ့ခါမှာဂုတ်ထိဆိုပြီးတော့လည်းမှတ်လို့ရတယ်ကိုယ့်ဘက်ကိုရောမှာဆိုလို့လေ11ဆိုတော့11ကိုပြောမှတ်လို့ရောမှာဆိုလို့ရှိရင်ရှေ့ခါမှာဂုတ်ထိပ်ချီလို့မှတ်လိုက်ရင်ရတယ်နော်အဲ့ဒါပြီးတဲ့ခါကျလို့ရှိရင်နောက်တစ်ခုကကြတော့ဒါဆိုလို့ရှိရင်ရှေ့ပိုင်းတွေတိုင်းတာပြီးသွားပြီပြီးတော့တဲ့ခါကျတော့မတို့ကဒီခန္ဓာကိုယ်နောက်ကိုလှည့်လိုက်မယ်နော်နောက်ပိုင်းကိုဝင်မယ်ဝင်ပြီးတဲ့ခါကျလို့ရှိရင်ပထမဦးဆုံးဗာတိုင်းမှာလဲဆိုလို့ရှိရင်ပခုံးနော်ပခုံးဆိုလို့ရှိရင်လည်းမတို့ဒီဘက်ပခုံးထဲဒီဘက်ပခုံးထဲတိုင်းတဲ့နေရာမှာမတို့ကဒီလိုမတိုင်းဘူးနော်ဒီလိုပုံစံမတိုင်းဘူးနော်ဟုတ်လဲဆိုဒီမှာဒီအောက်ကျနေနော်ဒီအဖြေကမှားတယ်အမှန်မရဘူးเนาะပခုံးထိပ်ကိုတိုင်းတယ်ဆိုလို့ရှိရင်မတို့ကဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဒီနေရာလေးလက်စိတ်ကလေးဒီနေရာလေးတွေကိုလိုက်ဆန်းကြည့်လိုက်အမှအယိုးဘူးလေးရှိတယ်เนาะဒီထိပ်ကလေးမှာအယိုးဘူးလေးရှိတယ်ဒီဘက်ထိပ်မှာလည်းအယိုးဘူးလေးရှိတယ်အဲ့ဒီဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုတိုင်းရမယ်เนาะအဲ့တော့ဘယ်လိုတိုင်းလဲဆိုလို့ရှိရင်အဲ့ခုံးကအယိုးဘူးထိပ်ကလေးကိုဒီလိုထောက်လိုက်တယ်ပြီးအခါကျရင်ဒီခုံးမှာလည်းကုန်းအလေကောင်မှာဂုတ်စီလေးရှိတယ်အဲ့ဂုတ်စီလေးပေါ်တင်လိုက်မယ်တင်ပြီးတော့မှဒီဘက်ထိပ်เนาะဒီဘက်ထိတ်နဲ့ဒီဘက်ထိတ်ဒီလိုပုံစံလေးတိုင်းမယ်ဒါမှအဖြေနိုင်ရမယ်နော်ဂုတ်ထိတ်လေးနော်ဂုတ်စီလေးပေါ်တင်မယ်ဒီညာဂုတ်စီလေးပေါ်တင်ဖို့မမြင်နဲ့ခုနကမှပြောသလိုဒီလိုမျိုးတိုင်းလိုက်လို့ရှိရင်မှားတယ်နော်အဲ့ဒါအဖြေမတူတော့ဘူးနော်ဟုတ်ပြီနော်အဲ့ဒါပြီးတဲ့ခါကျလို့ရှိရင်ပခုံးပြီးတဲ့ခါကျလို့ရှိရင်ပခုံးတစ်ဝက်ဆိုတာမတို့ပြောရလဲဆိုတာဒီညာနဲ့ဒီညာကိုပြောတာပခုံးတစ်ဝက်နော်အဲ့တော့မတို့ဒီ level ထိတ်ကလေးကနေပြီးတော့ဒီထိတ်ကလေးပေါ့ခုနကပခုံးထိတ်အစီလေးစီတိုင်းမယ်ဒီအဖြေလေးနော်အဲ့ညမှာကိုကပြည့်ပြည့်ကြကြရတယ်လေပခုံးထိတ်ကိုဘယ်နေရာထောက်လို့ထောက်မှာမသိဘူးပဲခန္ဓာကိုယ်မှာတိုင်းတဲ့ခါကြာလို့ရှိရင်အဲ့ညမှာအဖြေကိုကိုကအမှန်ကန်ပြည့်ပြည့်ကြကြလေးကိုကလိုချင်တယ်ဟိုဇဝေဇဝါဖြစ်နေဆိုလို့ရှိရင်ဆွဲကြိုးလေးတစ်ကုံဆွတ်လိုက်နော်ဆွဲကြိုးလေးတစ်ကုံဆွတ်လိုက်လို့ရှိရင်အဲ့ဆွဲကြိုးအကျလေးနေရတယ်နော်ဒီနေ့ဒီမှာဆွဲကြိုးလေးကျနေတဲ့အကျနေရတယ်ဒီပခုံးထိတ်ကလေးကိုတိုင်းလိုက်လို့ရှိရင်အဲ့ပခုံးတစ်ဝက်နိုင်ရမယ်နော်ဟုတ်ပြီနော်ပြီးတဲ့ခါကျရင်ပခုံးတစ်ဝက်ပြီးတော့နောက်ကျောကျဲလည်းခက်ဆွဆွလို့ပဲမတို့ဒီထိတ်ကလေးနဲ့ဒီထိတ်ကလေးကိုတိုင်းတာနော်အမှန်ခက်တယ်ဆိုလို့ရှိရင်ခက်ဆွဆွလို့ပဲအင်ဂျီလေးကိုဂျန်ကြားရုပ်ထည့်ပြီးတော့တိုင်းလိုက်မယ်နော်ဒီအခြေလေးနော်ကြားလာပြီဆိုမှတ်လိုက်မယ်နောက်ကျောကျဲပြီးတဲ့ခါကျလို့ရှိရင်မတို့ကနောက်လေလိုင်းဆိုတာလည်းမတို့အဲ့လိုပဲဒီဘုတ်စီလေးကနေပြီးတော့ဒီလိုမျိုးလေးဆင်းသွားမယ်ဆင်းသွားတဲ့အဖြေလေးနော်ဒီလိုလေးကပ်ပြီးတော့တိုင်းမယ်နော်ဒီလိုမျိုးလေးကပ်ပြီးတော့တိုင်းမယ်နော်တဲ့ကြတဲ့အဖြေနဲ့ဒီလိုမျိုးသူ့ရဲ့ဒီလိုမျိုးကြတဲ့အဖြေနဲ့ပွာမှာဆိုလို့နော်အဲ့တော့ဒီလိုမျိုးလေးကပ်ပြီးတော့တိုင်းမယ်သူ့ရဲ့အကြဒီခါးထီမှာပေါ့နော်ခါးထီအဖြေလေးကိုမတို့ဖတ်လိုက်မယ်ဒီလိုပုံစံလေးနော်အကုန်လုံးကခါးကိုအခြေတည်ပြီးတိုင်းတာများတယ်နော်အခုမြင်နေမလားတိုင်းတာတွေကအဲ့ဒါကြောင့်ဒီခါးစီးတာလွဲသွားလို့ရှိရင်အမှတ်တွေလွဲတယ်နော်ကျန်တဲ့အမှတ်တွေအကုန်တော်တော်များများလွဲသွားနိုင်တယ်အဲ့ဒါကြောင့်လို့ခါးနေရာလေးကိုတော့တည်တည်ချာချာမှတ်ပြီးတော့တိုင်းမယ်နော်ခါးနေရာလေးကိုတည်တည်ချာချာလေးခုနကအမပြောသလိုစီစီလေးချီမယ်ချီပြီးတော့မှတေချာအမှတ်ကလေးကိုခါးတက်လေးကြပါပြီချက်နေရာနဲ့တက်ရဒါခါးလို့သတ်မှတ်တယ်နော်ချက်တက်လေကအဲ့ဒါခါးလို့သတ်မှတ်တယ်နော်ဒီအခါကျလို့ရှိရင်ဒါနောက်ကျောနောက်လေလိုင်းရပြီဒီအခါနောက်ခါးမှာ11ထိနောက်ခါးမှာ11ထိဆိုတာလေအဲ့လိုပဲအမတို့ခါးမှာဇောက်ပုတ်လေးဒီလိုလေးထုတ်နော်ထောက်လိုက်တယ်ထောက်ပြီးတဲ့အခါကျရင်11ထိဆိုတာနော်ဒီ11ထိပ်ကလေးပေါ့နော်ဂုတ်ခါးလို့မှတ်လိုက်အဲ့ဒါနော်ခုံးနဲ့ခါးနဲ့နော်နောက်ခါးမှာပခုံးထိဆိုတာဂုတ်ခါးလို့မှတ်ရင်ရတယ်နောက်ဂုတ်ခါးပေါ့နော်ခက်ဆော့တော့ကြတော့ရှေ့ဂုတ်ခါးခုကနောက်ဂုတ်ခါးအဲ့လိုမျိုးမှတ်ရင်ရတယ်အမတို့ကတော့ဒီမှာရှေ့ခါးမှာ11ထိနောက်ခါးမှာ11ထိလို့ပဲမှတ်တယ်နော်အဲ့လိုမျိုးရောမှာဆိုလို့မှဒါပြောပြတာနော်အဲ့ဒီလေးကိုရလို့ရှိရင်မှတ်မယ်ဒီအခါကျရင်ဂုတ်ခါးပြီးတဲ့အခါကျရင်ဒိုင်းပတ်ဆိုင်ပတ်လေကြတော့လေမတို့ဒီလိုမျိုးဒိုင်းနဲ့ဝင်မယ်ဒီလိုမျိုးလေးပဲဒီရောမတင်းပဲပုံမှန်လေးနော်ပုံမှန်လေးဒီကိုပတ်လေလေးကိုတိုင်းလိုက်မယ်လက်လေးတစ်လုံးခံပြီးတော့တိုင်းလိုက်တယ်နော်လက်လေးတစ်လုံးခံပြီးတော့တိုင်းမယ်အဲ့မှာကိုကအဲ့လိုခန္ဓာကိုယ်တွေတိုင်းတဲ့အခါမှာလေတိုင်းနေတဲ့အခါမှာကိုကစတမာတွေကဘာလုပ်ပေးလိုက်လဲဆိုတော့ဥမာဂျိုင်းပတ်လဲဆိုလို့ရှိရင်ဂျိုင်းကိုကားပြီးနော်ကားလိုက်ပြီးကိုကတိုင်းလိုက်မလုပ်အောင်နော်ဂျိုင်းကိုကားပြီးလို့ရှိရင်ဒီလိုလေးထည့်မယ်ပတ်မယ်သူ့ကိုချမ်းလက်ကလေးတွေချပြန်ငိုတိုင်းပြန်ချခိုင်းမယ်ချပြီးမှတိုင်းမယ်နော်အဲ့လိုပဲတို့ရင်းကျဲလေးပါလေ
ရင်ကျဲတိုင်းနေဆိုတော့ရင်ကျဲတိုင်းလို့ဒီလိုမျိုးကြီးကော့ပြီးရနော်ကော့ပြီးရင်လည်းကိုကပုံမှန်လေးနေပါမှအဲ့လိုမျိုးပြောပြီးမှတိုင်းမယ်နော်နောက်ကျောကျဲဆိုပြီးနောက်ကျောကြီးဒီလိုကြီးကုန်းပြီးရင်လည်းကိုကပုံမှန်ပဲနေခိုင်းရမယ်နော်ပုံမှန်အနေထားမှာပဲအားလုံးတိုင်းမယ်customer ကတော့သူကမသိဘူးလေသူရှင်းရှင်းလင်းလင်းတိုင်းရအောင်လို့လေသူဒီလိုမျိုးလုပ်ပေးရလဲဖြစ်မယ်ဒါဒီလိုမျိုးကားရင်လည်းကားပြီးမယ်မျိုးကော့ရင်လည်းကော့ပြီးမှာပေါ့နော်အဲ့လိုမျိုးခါကြရင်ကိုကပုံမှန်လေးနေပြီးတော့ပုံမှန်လေးနေပြီးတိုင်းမှာကိုကအချိန်မှန်လေးတွေရမယ်နော်ဟုတ်ပြီအဲ့တော့ဂျိုင်းပြီးတဲ့ခါကြလို့ရှိရင်ကိုကဂျိုင်းတက်လက်တိုင်းပြီးတော့တဲ့ခါကြတော့လက်ရင်းဝဆိုတာဗာလေးကိုပြောရလဲဆိုတော့ဒီလက်ရင်းရဲ့အဝါလေးနော်ဒီလက်မောင်းတော့အဝါလေးဒီအဝါရည်နဲ့မဆိုင်ဘူးဒီလက်ရင်းရဲ့အဝါလေးနော်အဲ့ဒါဘာလို့ဆိုတော့လက်ဆွဲတဲ့ခါလက်တက်တဲဖို့အတွက်ကိုအရေးကြီးရယ်နော်အဲ့ဒါလေးကိုဘယ်လိုတိုင်းလဲဆိုလို့ရှိရင်မဟုတ်ကတေချိုးလေးကိုဒီဂျိုင်းကြားတဲ့ကိုလေးထည့်လိုက်ဂျိုင်းကြားတဲ့ကိုထည့်ပြီးတော့ဒါလေးကိုရင်းလေးကိုဂျိုင်းရင်းလေးမှာသွားထောက်လိုက်တေချိုးလေးကိုထောက်ပြီးတော့မှအဲ့နားမှာရှိတဲ့ပတ်လေးကိုမတော်တိုင်းတာနော်အဲ့ဒါကိုလက်ရင်းဝါလို့မှတ်တယ်နော်ဒီလိုပုံစံမျိုးလေးနော်ဒီလိုပုံစံမျိုးလေးဒီမှာဂျိုင်းမှာသူကဂျိုင်းအစုံမှာသွားပြီးတော့ထောက်ထားတယ်ထောက်ထားပြီးတော့မှဒီပတ်လေးလေးကိုဒီလိုလေးတိုင်းလိုက်တယ်နော်အဲ့ဒါကိုလက်ရင်းဝနော်လက်ရင်းဝပြီးလဲပြီးတော့မတော်ကအချီတွေတိုင်းပါနော်အချီတွေပြင်တိုင်းမယ်အချီတွေတိုင်းတဲ့ခါကျတော့မှလိုတိုင်းလဲဆိုလို့ရှိရင်ဒီလက်အချီတွေကိုတိုင်းမယ်ဆိုလို့ရှိရင်မတော်ကဒီကနေပြီးတော့ဒီလိုမတိုင်းဘူးနော်ဒီကနေတိုင်းတာမဟုတ်ဘူးမတော်တိုင်းကြီးကစနစ်တကျတိုင်းပုံတိုင်းကြီးကကြတော့ဒီပခုံးထိပ်ကနေတိုင်းပါနော်ပခုံးထိပ်ကနေပြီးတော့ပိုလိုခြင်းနဲ့လက်မောင်းတစ်ဝက်မှာဒီကြည့်ရှည်မလားဒီကြည့်ရှည်မလားဒီကြည့်ရှည်မလားဆိုတော့ကိုယ်စိတ်ကို customer ရဲ့စိတ်ကြိုက်ပေါ့နော်အဲ့မှာဟိုကအဲ့ဒီလိုခြင်းတဲ့အဖြစ်အဲ့ဒါလေးကိုမှတ်မယ်အဲ့ဒါလေးကိုထားရေးမယ်ဒီအခါကျရင်သူကတရောင်ဖြစ်ဆိုလို့ရှိရင်တရောင်စီတိုင်းမယ်ဒီတိုင်းနော်အဲ့ဒါမှတ်မယ်ဒီအခါကျလို့ရှိရင်လက်စကားဆိုလက်စကားအဖြစ်တိုင်းမယ်နော်လက်ကဝေးဆိုရင်လက်ကဝေးအဖြစ်တိုင်းမယ်ဒီအခါကျရင်မတို့အဲ့တိုင်းတဲ့ခါတွေမှာသူကဘယ်လိုပဲလက်မောင်းတော့အထိပဲတိုင်းချုပ်မယ်ဘာပဲပြောအမတို့တိုင်းတဲ့ခါမှာအကုန်လုံးတိုင်းထားလိုက်နော်ဘာတွေတိုင်းရမလဲဆိုရင်ဒီလက်ရင်းဝပတ်လဲနော်တိုင်းပြီးဆိုလို့ရှိရင်လက်အရှည်တွေတိုင်းမယ်ဆိုလို့ရှိရင်ပခုံးတစ်ဝက်အဖြစ်တရောင်စီအဖြစ်နော်လက်စကားအဖြစ်လက်ကဝက်အဖြစ်အကုန်လုံးအရှည်တွေတိုင်းချပြီးရေးထားလိုက်တယ်နော်ဒီအခါကျလို့ရှိရင်အဲ့ဒါတွေရဲ့ပတ်လဲဆိုလို့ရှိရင်လက်မောင်းတစ်ဝက်ပတ်လဲတိုင်းလိုက်ပြီနော်အဲ့လိုလေးပဲတိုင်းလိုက်ပြီဒီအခါမှာတို့တရောင်စီပတ်လဲတိုင်းလိုက်တယ်ဒီအခါလက်စကားပတ်လဲတိုင်းလိုက်မယ်ဒီအခါလက်ကဝက်ပတ်လဲတိုင်းလိုက်မယ်နော်အဲ့လိုမျိုးတိုင်းပြီးတော့အဲ့ဒါကိုကြတော့လက်ဝပတ်လဲဆိုတဲ့နေရာမှာရင်းဆောင်နေခံသွားမယ်နော်ပိုဒီကနေစတိုင်းတာဖြစ်တဲ့အတွက်ဒီအဖြေကနေဒီဖြေအစင်လိုက်အမှရေးထားလိုက်လို့ရှိရင်ဒါဗျာကနေစတယ်ဘယ်ဟာလက်စကားလဲဟိုဟာလဲဆိုတာသိပါပြီနော်အဲ့တော့ဒါကအယုတ်လက်ဖြစ်နေတယ်အယုတ်လက်ဖြစ်နေတော့သူကတစ်ထောင်နဲ့ပေါ့နော်ခန္ဓာကိုယ်မှာကြတော့အခုအမလက်ကိုကြည့်ချလိုက်လို့ရှိရင်ဘယ်လိုနေလဲနောက်ကလေးကဒီလိုမျိုးပုံပဲနော်ဒီလိုတက်တယ်ကြီးမနေဘူးနော်ဒီလိုတက်တယ်ကြီးမနေဘူးမတို့လက်ပုံစံဒီလိုမျိုးလေးနေတယ်နော်အဲ့ဒါတိုင်းမဲ့ခါကြလို့ရှိရင်လည်းမတို့ဒီပခုံးထိပ်ကနေပြီးတော့ဒီလိုမျိုးလေးထောက်ထားပြီးတော့ဒီလိုသူ့ရဲ့အလိုက်ထိုက်ကလေးပေါ့နော်ဒီမှာဒီလိုလေးတိုင်းမယ်နော်ဒီလိုလေးတိုင်းမယ်နော်အရှိကိုဒီလိုလေးတိုင်းလာခဲ့မယ်နော်ဒီလိုလေးတိုင်းလာခဲ့အဲ့လိုပုံစံလေးနဲ့အရှိကိုတိုင်းမယ်နော်ဒါမှသူ့အဖြေမှန်ရမယ်နော်အဖြေကိုသွားတိုင်းလို့ရှိရင်အဖြေလွဲမှားပြီနော်ဒါတို့နောက်ဆုံးကimpact နော် level တက်တယ်တိုင်းတဲ့ခါကျလို့ရှိရင်ဒါတို့ဒီလိုတမ်းလို့ပေါ့အဲ့ဒါလည်းလူရဲ့အပေါ်ကိုမရောက်စေနဲ့နော်အပေါ်တက်တာတို့ဆိုရင်တော့အများကြီးအပေါ်ကြီးတက်ပြီးတိုင်းတက်တာများတယ်နော်မတို့လိုချင်တာကဒီအောက်ခြေပြီးအားလုံးတိုင်းလည်းအချက်ကြီးလည်းမဟုတ်ဘူးရဲရင်လည်းဟိုပေါ့ရဲချမ်းသာလည်းမဟုတ်ဘူးเนาะအများကြီးတက်ကြီးလည်းမဟုတ်ဘူးအဲဒီလိုညာနေတယ်တယ်ကျင်းတော့တိုင်းတဲ့ခါကျတက်လေတိုင်းနေတယ်နော်ဟုတ်မောက်တိုင်းတယ်လည်းတက်တယ်လည်းတက်လေပြောမှာတက်လေပြောဖားတက်တယ်ပြောဖိုက်တက်တယ်တင်တက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တက်လေတိုင်းပြရခါလည်းပြီးသွားပြီနော်အဲ့လိုမျိုးလေးတိုင်းတယ်ပြီးတော့မှနောက်တစ်ခါရှေ့ထဲမှာတိုင်းပြရစီရဲ့ဟုတ်ရင်းကွာတို့ဟိုပခုံးမှာရင်းထိတ်မှာပခုံးချီလို့ရင်းထိတ်မှာခါချီလို့လာနောက်ပြီးတော့ရှေ့ကြတယ်အဲ့လိုမျိုးလေးတိုင်းတယ်ရှေ့မှာကစပြီးတော့ customer ကိုတိုင်းတဲ့ခါဟိုနောက်ထည့်လိုက်ပါအောင်ရှေ့ထည့်လိုက်ပါအောင်ဘေးဆောင်လိုက်ပါအောင်အဲ့လိုခဏပြောနေမယ်ဟာဟိုလိုလေးတိုင်းလို့ရှိတယ်တဲ့ဆင်ပြေတယ်ကိုလည်းဆင်ပြေတွေ့ပြီးတော့ဒီမှာတော့တဲ့တိုင်းတဲ့ဆရာလေးဘာလို့တိုင်းလိုက်
တက်လေပြီးသွားပြီဆိုလို့ရှိရင်ရှင်းနဲ့ပတ်သက်တဲ့ခါတွေပေါ့ရှင်းကျဲဒါဒီခါဒီကွာပြရှင်းနေတယ်လို့ခုံရှင်းနေပေါ့ခါနဲ့အေးခါနဲ့ခုံဒီအမျိုးကြီးတိုင်းနော်အမျိုးကြီးသွားပြီးဆိုတော့မတို့ကနောက်ကိုလက်ပြကြည့်တော့ပြေးလိုက်တယ်လက်ပြောမှာခုံတိုင်းနေနောက်ကျောကျတိုင်းနေဒီခါကျတော့ခုံခါပေါ့နော်ခုံခါတိုင်းနေအဲ့လိုမျိုးတိုင်းလို့စင်ကြီးလိုက်ထိုင်ပေါ့နော်သူထားပြီးခဏသူကြည့်လိုက်ပါအောင်ခဏဆောင်းလိုက်ပါအောင်ဒီမျိုးလေးပြောစရာတိတ်မကြဘူးပေါ့နော်ဒီအားလုံးတိုင်းနော်အဲ့ဒါရပြီဆိုလို့ရှိရင်နောက်တစ်ခုကခန္ဓာကိုယ်ဘယ်ဘုံလားညာဘုံလားဆိုတာကိုအမတို့မှတ်မယ်နော်ဒီမှာတချို့ကအဲ့မှာဒီကညာဘုံဆိုအင်ကြီးညာဘုံဆိုရင်စကတ်ကလည်းညာဘုံဖြစ်တယ်အင်ကြီးကဘယ်ဘုံဆိုလို့ရှိရင်ကတ်ကိုလည်းခမိန်တို့ပါတော့လည်းဘယ်ဘုံဝိတ်တယ်တချို့ကြတော့ပြောင်းနေနော်အင်ကြီးကိုညာဖုံးမိမယ်ထမိန်ကိုဘယ်ဖုံးတာလဲရှိတတ်တယ်နော်အဲ့ဒါမျိုးကြတော့ကိုကအဲ့ဒါလေးကိုအကြည့်ကြပြအောင်မှတ်ချက်ကလေးရေးထားတယ်နော်အဲ့မှတ်ချက်ကလေးကိုတည်တည်ချာချာရေးပြီးတော့မှတ်ပါပြီးတဲ့ခါကျတော့စကတ်အကျက်နော်ခါအကျက်တိုင်းနဲ့ခါအကျက်တိုင်းနဲ့ဆိုတာဘာလဲဆိုတော့အမားတို့ဒီခက်ဆော့ဆော့ကခါအပေါ်မှာတိုင်းထားတဲ့ခါကကြတော့အမားတို့ပုံမှန်နဲ့တိုင်းလိုက်တာလေခက်ဖုတ်ဖလေးပေါ့နော်ခက်ဖုတ်ဖလေးအနေထားနဲ့အမားတို့တိုင်းလိုက်တာဒီလိုမျိုးတိုင်းလိုက်တဲ့အဖြေလေးခက်ဖုတ်ဖလေးအဲ့အဖြေနဲ့အမားတို့သွားပြီးတော့step main ကြီးချုပ်မယ်3လွာ4လွာเนาะအဲ့လိုမျိုးတွေချုပ်မယ်ဆိုလို့ရှိရင်ချိတ်ထမိန်ကိုပါလို့ချုပ်မယ်ဆိုလို့ရှိရင်အဲ့အဖြေကအများနဲ့ပွားနေတယ်เนาะအဲ့ပွားနေတဲ့အဖြေကိုမတို့ကတစ်ခါတည်းစီစီတက်ကလေးတိုင်းမယ်ဆိုလို့ရှိရင်သူ့ကိုအချက်ကလေးပြန်တိုင်းပေးရနော်တိုင်းရင်ဘယ်လိုတိုင်းပါလဲဆိုတော့ customer ကိုမေးမယ်ဆွဲတိုင်းလိုက်မယ်ခါလေးကိုဆွဲတိုင်းလိုက်မယ်သူ့ကို customer ကိုမေးမယ်ဒီလောက်အချက်ဝတ်တာလားထမင်းရเนาะစကတ်ဝင်ဒီလောက်အချက်ဝတ်တာလားမဟုတ်ဘူးနည်းနည်းကြအောင်သူဆွဲလိုက်အောင်เนาะဆွဲလိုက်အောင်သူလိုချင်တဲ့အချက်အဲ့ခါကျမှအမတို့ကအဲ့အချက်တိုင်းလေးကိုရေးမှတ်ထားမယ်နော်ရေးမှတ်ထားမယ်အဲ့တိုင်းလေးနဲ့သွားမယ်နော်မဟုတ်ဆိုရင်ခက်ဆော့ဆော့အပေါ်မှာတိုင်းထားတဲ့ခါကသူကပုံမှန်ပဲတိုင်းထားတာအဲ့အဖြစ်နဲ့သွားချုပ်လို့ရှိရင်အများနဲ့တို့ဝေးလို့ရှိရင်ခါး6နေတယ်ပြန်ပြီးတော့ဟိုကလုပ်ပေးပါအောင်ဘေးတွေတီးပေးပါအောင်ပေါ့နော်အဲ့လိုမျိုးလာတယ်အခါကျရင်အမတို့ကတစ်ဖက်မှာစစ်တက်ထားတယ်လေတစ်ဖက်မှာကတော့တီးလို့ရတယ်ဒါပေမဲ့တချို့ကနည်းနည်းတိတ်မကြဘူးနော်မကြတယ်တော့အမတို့တစ်ခါတည်းပုံမှန်ချိုးကြလေးနဲ့နှစ်လလေးဖြစ်သွားလို့သူ့ရဲ့ခါလေးကိုတက်တိုင်းထားမယ်နော်ပြီးတော့မှပါလဲဆိုတော့စကတ်အရှိကြတော့လေခါဆိုတော့ဒီခါနေပြီးတော့မအားလို့ဒီထားမယ်နော်ဒီစီးထားတဲ့ခါနေရနေပြီးတော့ဒီဘလောက်ထိရှိမှာလဲဒီမှာ3လွာ4လွာ5ညာဆိုလို့ရှိရင်ဟိုကချင်းမျက်စိထိရှိမှာလားဒါမှမဟုတ်ဟိုခြေထောက်ထုံးအောင်ပေါ့နော်ခြေထောက်ဟိုအောက်နဲ့တက်အောင်ပေါ့ခြေဘွားနဲ့တပြေးညီတိုင်းမှာလာပေါ့တချို့ကလည်းတပြေးညီဝတ်တယ်အမားတို့ဆိုရင်တပြေးညီမှာတက်ကြလေချင်းမျက်စိကိုလုံးကြိုက်တယ်ဒီနောက်ဖက်နေပေါ်နေကြိုက်အဲ့လိုပေါ့နော်အဲ့မျိုးလေးဝတ်တာဆိုတော့ဟိုတယောက်နဲ့ကြိုက်မတူဘူးနော်အဲ့လိုပုံစံလေးတိုင်းရမယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့အခုမှတိုင်းပြတဲ့ဥစ္စာတွေအကုန်လုံးကပြီးသွားပြီနော်အကုန်လုံး32မျိုးရှိရယ်နော်32မျိုးကိုအမတို့မှန်ကန်လေးတိုင်းတက်အောင်အခုမှသင်ပေးလိုက်ပြီနော်အဲ့လေးကိုပေချာလိုက်ပြီးတော့တိုင်းကြည့်ပါဒီလိုရုံမျိုးရှိရင်တော့ကောင်းတယ်မဟုတ်ဘူးမရှိဘူးဆိုရင်တော့အဓိကတော့ဟိုပါပေါ့နော်ခန္ဓာကိုယ်တိုင်းတာတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့ဆိုတော့ယောဂဒါတိုင်းပြဖို့အတွက်ဒါကောင်းတာလေနော်တကယ်ခန္ဓာကိုယ်ကြတော့ခန္ဓာကိုယ်တိုင်းတော့မှပုံထွက်တွေတည်လာမယ်တယောက်နဲ့တော့ဒီအယုတ်လိုမလွိုင်းမဟုတ်လေခန္ဓာကိုယ်ဖားအချိုးစစ်တွေကတယောက်နဲ့မတူဘူးနော်အဲ့ပေါ်မှာအခြေတွေရမှာဖြစ်တဲ့အတွက်ကမပြောသလိုဒီလိုအကွက်ကလေးမြင်ရေးလိုက်မယ်ပေါ့နော်ရင်းမယ်ဒီတယောက်လာရဲဆိုလို့ရှိရင် customer တယောက်ကိုတိုင်းတော့မယ်ဆိုလို့ရှိရင်သူ့ရဲ့နာမည်ဒီလိုဇာတ်လေးချထားပြီးသူ့ရဲ့နာမည်နော်ပြီးရင် date လေးတက်မယ်သူ့ရဲ့customer လာအပ်တဲ့လူရဲ့ဖုန်းနံပါတ်ကလေးအမြဲတမ်းမှတ်ထားဖုန်းနံပါတ်ကလေးမှတ်ထားမယ်ပြီးတဲ့အခါကျမှသူခုနကတိုင်းဆရာရှိတဲ့ list တွေကိုမှတော့ရေးချလိုက်ပြီဆိုလို့ရှိရင်အမတိုင်းရမယ်အတိုင်းတွေအတွက်အကွက်ကလေးလုပ်တာနော်အကွက်ကလေးလုပ်ထားပြီးတော့မှဒီလိုမျိုးလေးအထင်မှာရေးသွားတယ်ပြီးတဲ့အခါကျရင် customer ကဘာပုံလိုချင်တာလဲအင်ကြီးလေးပေါ့နော်ဘာပုံချုပ်ချင်တယ် level လေးကိုဘလို့အနေထားလေးချုပ်ချင်တယ်ဒါမှမဟုတ်ရှင်သူကဖုန်းလေးကနေပြီးတော့ပုံလေးတစ်ပုံပြရင်ပြမယ်အဲ့အမျိုးပုံပြရဲဆိုရင်အဲ့ပုံလေးကိုလည်း screenshot ရိုက်ချင်ရိုက်ထားလိုက်ဟလာကိုဖုန်းလေးကိုပို့ခိုင်းထားလိုက်ပေါ့နော်ပို့ခိုင်းထားပြီးတော့သူထဲထဲမှာပုံပို့ထားတယ်ဘလို့ပုံလေးဆိုတော့မှတ်ချက်လေးရေးထားမယ်အဲ့လိုမျိုးပုံမပါလာတဲ့လူတွေကြတော့လည်းသူ့အတိအကျနေမယ်လက်ကပဲအထိရှည်နေတာလဲ level လေးရပဲအထိကျနေတာလဲဘလို့ပုံလေးလေးကိုချွန်လေးလားအဝိုင်းလေးလားပေါ့နောက် column ဆိုလို့ရှိရင်ဘလို့ column လေးလေအဲ့ဒါမှတ်ချက်တွေကိုဒီထဲမှာတေချာလေးရေးထားမယ်နော်အဲ့ဒါတွေမရေးထားဘူးဆိုလို့ရှိရင်လေကိုကဒီအင်ကြီးကအခုတိုင်းအခုတွက်ပြီးတော့အခုချုပ်မှာမဟုတ်ဘူးလေအဲ့ဒါကိုကလက်ခံထားမှာနော်လက်ခံထားမှာဖြစ်တဲ့အတွက်တကယ်ကိုလည်းချုပ်တော့သူဘာပုံအပ်ခဲ့လဲဆိုတဲ့ဟာကိုကိုကောင်းနေရမှာမရှိတော့ဘူးဒါဆိုတခြားဟာကြီးချုပ်မှာနဲ့ဗာနဲ့ဆိုတော့လေမရှိတော့ဘူးအဲ့လိုဖြစ်မှာဆိုတဲ့အတွက်အမတို့ကမှတ်ချက်ကလေးပုံရေးထားမယ်နော်
ခါလေးရသူပဲတိုင်းတာမှာသူကလိုချင်တယ်သူ့ရဲ့ပြောရဲပေါ့နော်သူ comment ပေးတဲ့ဟာလေးအကုန်လုံးဝတ်မှတ်ထားမယ်မှတ်ထားပြီးတော့မှအဲ့ဒါလေးကိုသူကနော်ဆိုလို့ရှိရင်မမားနိုင်တော့ဘူးနော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်မကိုတိုင်းလေးလေးကတော့ဒီနေ့ဒီလောက်နဲ့ပဲရဲလိုက်မယ်နော်ပြီးလို့ရှိရင်မတို့ဒီခန္ဓာကိုရလာတဲ့ကိုတိုင်းတွေကိုတွက်မယ်တွက်ပြီးတော့ကိုရဲပတန်ဆွဲတဲ့အပိုင်းလာမယ်နော်ဟုတ်ပါပြီအဲ့ဒါဆိုဘိုင်ဘိုင်